ထိုင်းနိုင်ငံမှာ73စီတင်ပို့မှုဆိုင်းငံ့ကြောင်းကြီးညာပြီးတဲ့နောက်ရှမ်းရှိမှာ73စီအလူရဝယ်ယူနေကြတယ်ဆိုတဲ့သတင်းကိုကျိုင်းတုံဟစ်တိုင်းမှာတင်ဆက်ပေးချင်ပါတယ်။အရှိအလယ်ပိုင်းစီးရေးအခြေအနေကြောင့်ထိုင်းနိုင်ငံကပြည်ပသို့73စီတင်ပို့ရောင်းချမှုတွေကိုဆိုင်းငံ့လိုက်ပြီးတဲ့နောက်ရှမ်းပြည်နယ်အရှိပိုင်းမှာရှိတဲ့73စီဆိုင်တွေကစီတွေကိုအလူရက်ဝယ်ယူနေကြပြီးတော့ကန့်သက်ဖြစ်တာရောင်းချပေးနေကြောင်းသိရပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ကအီရန်နိုင်ငံကိုဘုံကျဲတိုက်ခတ်ပြီးတဲ့နောက်ကျပြန့်လာတဲ့အရှိအလယ်ပိုင်းပြည်ပခါရီကြောင့်ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနကမတ်လ1ရက်နေ့မှာ73စီတင်ပို့မှုဆိုင်းငံ့ကြောင်းကြေညာခဲ့ခြင်းဖြစ်တယ်။လက်ရှိမှာထိုင်းနိုင်ငံမှာအရန်73စီလီတာတန်း9660ရှိပြီးတော့အဲ့ဒီပမာဏကထိုင်းနိုင်ငံမှာအသုံးပြုရန်အတွက်ရက်ပေါင်း60စာလုံလောက်မည်ဖြစ်ပါတယ်။ထိုင်းနိုင်ငံက၎င်းတို့ပြည်ပတင်သွင်းထားတဲ့73စီတွေကိုမြန်မာလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေတို့ပြန်လည်တင်ပို့ခြင်းဖြစ်ပါတယ်။သူပြင်တော့တာချီလိတ်အပါအဝင်ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေကထိုင်း73စီကိုသာအဓိကမှီခိုနေရပြီးတော့လာအိုနိုင်ငံမှာတဆင့်တင်သွင်းအသုံးပြုနေခြင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့အခုကဲ့သို့တင်ပို့မှုဆိုင်းငံ့လိုက်ခြင်းကြောင့်ထိုင်းစီကိုအမိပြုနေရတဲ့အိန္ဒိချင်းနိုင်ငံတွေရဲ့73စီအကျက်တင်နဲ့ရင်းဆိုင်ဝယ်အားရှိနေပါတယ်။အရှိလယ်ပိုင်းပရိပခါတွေကြောင့်ကမ္ဘာရေနံဈေးကွက်တွေမှာလည်းဈေးနှုန်းတွေကတိတတာမြင့်တက်လာနိုင်ကြောင်းသိရပါတယ်။ဗီဒီယိုလေးကိုစောအောင်ကြည့်ပြတော့ကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းဒီချက်ပို့ပြီးတော့စိတ်ဝင်စားဖို့ရကောင်းတဲ့သတင်းကြောင်းရာမျိုးစုံနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်။